အားလုံးပဲမင်္ဂလာပါအခုဆိုလို့ရှိရင်အဖိုးအိမ်ကိုရောက်နေတာပေါ့နော်ကျွန်တော်တို့ကိုနေကဒီမယန်းသီးခူတာတယ်အခုကျွန်တော်မယန်းသီးစားပြမှာဖြစ်ပါတယ်ကဲစားမယ်ဆိုလို့ရှိရင်ကျွန်တော်လည်းလိုက်ကြည့်အောင်နော်โอเคစားမယ်ဗျာတေတော့မကြနဲ့နော်စိတ်ခိုင်မှကြည့်နော်ဟူးအိုးwhat the စိတ်ခိုင်မှကြည့်နော်စိတ်ခိုင်မှကြည့်မကြည့်ဘူးလို့ပြောမှာဆိုလို့ရပဲတခါကြတော့အချင်းအဲ့လိုစားရင်လားစားကြပါဦးအော်ကြပဲတော့အချင်းကြိုက်တဲ့လူကတော့ချင်းတယ်လို့မထင်ဘူးပေါ့နော်အချင်းမကြိုက်တဲ့လူစားမျိုးကတော့နောက်တော်တော်ချင်းတယ်တော်တော်မရိုင်းတဲ့လူလို့တော့ထင်မယ်ဟာစားကြအောင်ကြလဲကျွန်တော်လူစားကြပါအောင်ကောင်းတယ်နေရန်တီကိုမပြီးရင်လည်းကျွန်တော်နော်မိုင်းလာဆောင်နော်မရှိမပြောင်းဘူးလားနဲ့နာမပြောင်း မပြောဘူးစားကြည့်ရော အကြီးကြ โอ้ကဲစားရပါဦးအပိလေကျွန်တော်မောင်နှမနှစ်ယောက်ဝါဟုတ်လားကဲမြန်ဒီစားကြတဲ့သူများကိုမရေးပေးခဲ့ကြပါနော်လက်ဆောင်ပြခဲ့မယ်โอเค ဟုတ်ကဲ့မချင်းဘူးနော် အိုး ပြောလို့ပဲချင်းနဲ့ပြောရလူကမရိုင်း မန်ရိုင်းနော် စားစားဟုတ်ပါဟဲ့ဒါရီရဖိုင်ကိုစား ငါ့ရန်ကောင်းခေါင်းနှောက်နေတာလေခေါင်းကြည့်သွားမယ်အဲ့ကျင်တာတွေမျက်လုံးပြူးသွားမယ်မယန်းသီးနဲ့ငပိရည်နဲ့အရန်လိုက်တယ်ကျွန်တော်စားသလိုမျိုးလိုက်စားကြည့်ကြပါအရန်ကောင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်လည်းဒီလိုမျိုးဘလော်လေးတွေရိုက်ပြီးတော့တင်ဆက်ပေးပါမယ်နော်တတာ